ကိုပြရချမ်းအခန်းကြီး15ဂျပန်မောရွှေနှင့်အာရုံအားထာရပြကတင်တို့သည်ဣတရေလမျိုးသားတို့အားဆင်ဆိုရမည်မှာရစ်နာဆဲသောယောက်ျားသည်မစင်ကြဲအစင်ယူသည်ဖြစ်စေတခါတလေရက်သည်ဖြစ်စေထိုသူသည်မစင်ကြဲဧတမြထံတမြသောအေယာထံရာတို့သည်လည်းမစင်ကြဲသူဤအေယာကိုထိတော်သူသူထံရာအပေါ်မှာထိုင်တော်သူသူဤကိုထိတော်သူသူဤတွင်ချစ်မိသောသူသည်မိမိအဝတ်ကိုလျှော်၍ကိုရေချိုးရမည်ညဦးတံအောင်မစင်ကြဲဖြစ်၏ရစ်နာဆဲသောသူစီးသောကုန်းနည်းသည်မစင်ကြဲသူအောက်၌ရှိသောအရာကိုထိသောသူသည်ညဦးတံအောင်မစင်ကြဲထိုအရာတစ်စုံတစ်ခုကိုဆောင်သောသူသည်မိမိအဝတ်ကိုလျှော်၍ကိုရေချိုးရမည်ညဦးတံအောင်မစင်ကြဲဖြစ်၏ရစ်နာဆွဲသောသူသည်လက်မစေးဘဲသူတစ်ပါးကိုလက်နှင့်ထိလျင်ထိုသူသည်မိမိအဝတ်ကိုလျှော်၍ကိုရေချိုးရမည်ညဦးတံအောင်မစင်ကြဲဖြစ်၏ရစ်နာဆွဲသောသူထိသောမြေတစားကိုခွဲရမည်တစ်သားတစားကိုရည်နှိစေရမည်ရစ်နာဆွဲသောသူသည်အနာပြော့သောအခါပြော့သောနေ့ကစ၍9 ရက်လုံးမှမိမိအဝတ်ကိုလျှော်၍စီးသောရည်နှင့်ကိုချိုးသည်ဖြင့်စင်ကြဲရ၏အထမနေ့နဲ့လည်းခိုနှကောင်ဖြစ်စေကျိုးကလေးနှကောင်ဖြစ်စေတစ်ခုခုကိုထာဝရဘုရားရှိတော်နဲ့ပရိသတ်စည်းဝေးရာတကားနာသို့ဆောင်ခဲ့၍ယေဘရဟိအားပေးရမည်ယေဘရဟိသည်အပြည့်ဖြေရာယေဖို့တကောင်မိရှုရာယေဖို့တကောင်ကိုပူဇော်၍ရစ်နာဆွဲသောသူအဖို့ထာဝရဘုရားရှိတော်နဲ့အပြည့်ဖြေခြင်းကိုပြုရမည်ယောက်ျားသည်တို့၏ထွက်လျင်တကိုယ်လုံးရေချိုးရမည်ညဦးတံအောင်မစင်ကြဲဖြစ်၏တို့၏ထိသောအဝတ်တရေရှိသမျှတို့ကိုရေနှိစေရမည်ညဦးတံအောင်မစင်ကြဲဖြစ်၏ယောက်ျားသည်မိမနှင့်တာဝါဒပြုလင်နှစ်ယောက်စလုံးတို့သည်ရေချိုးရမည်ညဦးတံအောင်မစင်ကြဲဖြစ်၏မိမသည်ဥထုရော့လင်9 ရက်ပတ်လုံးဥထုမစင်ကြဲရာနှင့်နေရမည်သူကိုထိသောသူသည်ညဦးတံအောင်မစင်ကြဲဖြစ်၏ဥထုမစင်ကြဲလျက်ဣတမြသောထံတမြတို့သည်မစင်ကြဲဖြစ်၏သူဤအိယာသူဤထံရာကိုထိသောသူသည်မိမြဝုကိုလျှော်၍ကိုရေချိုးရမည်ညဦးတံအောင်မစင်ကြဲဖြစ်၏သူဤနေရာထံရာဆုံးလျင်ထိုနေရာကိုထိသောသူသည်ညဦးတံအောင်မစင်ကြဲဖြစ်၏ဥထုရော့သောမြင်မနှင့်တာဝန္တပြုသောသူသည်9 ရက်ပတ်လုံးမစင်ကြဲအိယာရှိသမျှလည်းမစင်ကြဲဖြစ်၏ဥထုမစင်ကြဲရာကာလလွန်လျင်သွေးယိုသမျှအနာမပြော့လျင်အနာမပြော့မီတန်အောင်ဥထုမစင်ကြဲလျက်နေရတကယ်တော့မစင်ကြဲဖြစ်၏အနာမပြော့မီတန်အောင်သူဤအိယာသည်ဥထုမစင်ကြဲသောအိယာကဲ့သို့၎င်းထံရာသည်လည်းထိုကဲ့သို့၎င်းမစင်ကြဲဖြစ်ကြ၏ထိုအရာတို့ကိုထိသောသူသည်လည်းမစင်ကြဲသောကြောင့်မိမိအဝတ်ကိုလျှော်၍ကိုရေချိုးရမည်ညဦးတံမစင်ကြဲဖြစ်၏ထိုမိမသည်သွေးယိုနာပြော၍9 ရက်လုံးလင်စင်ကြဲလိမ့်မည်အထမနေ့နဲ့ခိုနှကောင်ဖြစ်စေကျိုးကလေးနှကောင်ဖြစ်စေတစ်ခုခုကိုပရိသတ်စည်းဝေးရာတဲတော်တကားနာယေဘရဟိထံသို့ဆောင်ခဲ့ရမည်ယေဘရဟိသည်အပြည့်ဖြေရာယေဖို့တကောင်မိရှုရာယေဖို့တကောင်ကိုပူဇော်၍အိုထုမစင်ကြဲသောမိမဖို့ထာဝရဘုရားရှိတော်နှင့်အပြည့်ဖြေခြင်းကိုပြုရမည်ဤသို့ဣသရေလမျိုးသားတို့သည်မိမိတို့တွင်ရှိသမျှသောငါးတဲတော်ကိုညှိညူးစေ၍မိမိတို့မစင်ကြဲရာနှင့်မသိစေခြင်းကသူတို့ကိုမစင်ကြဲခြင်းနှင့်ကင်းစင်ရမည်ဤရွှေကရစ်နာဆွဲသောသူတို့၏ထွက်၍ညှိညူးသောသူဥထုရော့သောမိမတာဝါဒပြုသောယောက်ျားမိမမစင်ကြဲသောမိမနှင့်တာဝါဒပြုသောယောက်ျားဆောင်ရသောတရားဖြစ်သည်ဟုမိန့်တော်မူ၏အာမင်